အခုကကလေး try နေရဆိုတော့လေအဓိကကြောင့်အမှန်တကယ်ဆိုလို့ရှိရင်လှုပ်ချင်တာဒီ anti aging ဘိုင်းအတွက်ပေါ့နော်အဲ့ဒါလေးလှုပ်ချင်တယ်အဲ့ဒါလေးနောက်ပြီးတော့ strap တွေနေတဲ့ဟာလေးဒီအရင်တော့အတူတူပဲပေါ့နော်အပြိုကြီးကိုင်းဝင်နေပေါ့နော်ဟိုအခုကကြောင့်ကိုကနေပြီးတော့တစ္ဆာဖောက်ပြီးမမနဲ့ဆိုထားခဲ့လိုက်တယ်ထားခဲ့ကိုတယောက်တည်းကြံကိုတယောက်တည်းကြံဒါပေမဲ့ तू ကလေအပြိုဘဝတွေကနေအခုယောက်ျားယူပြီးသွားတဲ့အထိ तू ကဘာမှမပြောင်းလဲသွားဘူးနော်ခွေနေတော့မှမလားဟုတ်တယ်မမခွေနေတော့မှ तू ကလုံးဝမပြောင်းလဲဘူးညီမလေးအကြောင်းသိရောကြိုက်တဲ့နေ့လာပါလို့ပြောအဲ့အဖြူကိုမသိဘူးလေအဲ့ဒါပထမနေ့တော့အဖြူတယ်အဲ့ဒါကိုဒီနေ့အလွဲလေမလွဲရင်မရဘူးအဲ့တော့ကိုမပွဲအဖြူလေးနဲ့လာ29လာမယ်ဆိုရင်အဖြူလေးဝတ်ခဲ့နော်လို့ဆိုပြီးပြောတာအခု तू 28လာအဖြူဝတ်ခဲ့ချစ်မ congratulation ပါလို့အခုအချိန်ထိကိုအရန်ကိုလှပပြီးတော့ကြော်ရှင်းပြီးတော့တကယ်အရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ကိုရဲ့ချစ်မရဲ့ပေါ့နော် Queen Emperor Clinic မှာပေါ့နော်လာရောက်ပြီးတော့ဟိုပါပေါ့နော်တက်ခွင့်ရတဲ့အတွက်ကိုမမဒီထက်မကအများကြီးအောင်မြင်ပါစေပြီးတော့ဒီထက်မကအများကြီးဆိုင်ခွဲတွေလည်းဖွင့်နိုင်ပါစေလို့ကိုချစ်မအသေးလေးကိုဆုတောင်းပေးလိုက်ပါတယ် Thank you အသေးလေးပါပါလေးอ่ะအဲ့လိုပဲသူ့ကိုချစ်တာလေးပါလေချစ်လို့ရှင်လို့ပဲတစ်ခါတလေလည်းဘူကြရအခုဆိုကြည်လေဒီဖက်နဲ့ဟိုဘက်ကိုမရဘူးလေဒီဘက်နေမယ်ရတယ်လို့ဟုတ်လေရမမေးလာဆိုသူနှစ်ရက်စလုံးကြိုက်တဲ့နေ့လာတဲ့မိုင်လေးနဲ့ဟိုပေါ့နော်တကယ်ကိုညီမလေးကိုပေါ့နော်ဟိုဖဲချိုးဖြတ်မယ်တဲ့4ရက်ဗာလဲ29ရက်နေ့4နာရီတော့တဲ့ညီမလေးဆိုဖဲချိုးဖြတ်မယ်ပေါ့ဒါမဲ့ညီမလေးအကြောင်းသိရောကြိုက်တဲ့နေ့လာပါလို့ပြောအဲ့အဖြူကိုမသိဘူးလေအဲ့ဒါပထမနေ့တော့အဖြူတယ်အဲ့ဒါကိုဒီနေ့အလွဲလေမလွဲရင်မရဘူးအဲ့တော့ကိုမပွဲအဖြူလေးနဲ့လာ29လာမယ်ဆိုရင်အဖြူလေးဝတ်ခဲ့နော်လို့ဆိုပြီးပြောတာအခု तू 28လာအဖြူဝတ်ခဲ့အရန်လာနေရဟဲ့ကိုမပွဲဆို princess လေးလို့ဟာကိုမ princess လေးဆိုရှော့မနေရအောင်ကိုမပွဲလာတော့ဘိုင်းအားပေးဖို့ပြောပြအများကြီးအားပေးသွားမယ်အခုကကြတော့အခုဗာလဲအခုကကလေး try နေရဆိုတော့လေအဓိကကြောင့်အမှန်တကယ်ဆိုလို့ရှိရင်လှုပ်ချင်တာဒီ anti aging ဘိုင်းအတွက်ပေါ့နော်အဲ့ဒါလေးလှုပ်ချင်တယ်အဲ့ဒါလေးနောက်ပြီးတော့ strap တွေနေတဲ့ဟာလေးဒီအဲ့ဒီချိတ်တဲ့ဟာဟုတ်တယ်အဲ့ဒါလေးချိတ်ချင်တယ်ပြီးလို့ရှိရင်လည်းမမတို့စီမှာဒီ botox တို့ V shape တို့အဲ့လိုမျိုးလှုပ်တဲ့ဟာလေးအစီကျစေအဓိကတော့အစီကျစေပေါ့နော်အခုကတော့အစီကျတဲ့ဟာကတော့နောင်ဟိုပေါ့နော်စေးထိုးချင်တာလားဒါမှမဟုတ်လို့ရှင်ဒီဆေးမထိုးချင်ဘူးလားဆေးမထိုးဘဲနဲ့ high food လေးလုပ်ချင်တယ်ချစ်မအစီကြမယ်ဆိုတာမျက်နှာလားဘိုက်လားမျက်နှာရောဘိုက်ကောအကုန်ရတယ်မျက်နှာဆိုလို့ရှင် high food လေးလုပ်ဘိုက်ကဆေးမထိုးချင်ဘူးဆိုရင် EMS လုပ်ဟုတ်တယ်သူကတနားရီလောက်အဲ့လိုဒီတိုင်းလှဲနေလိုက်တာနဲ့သူကဟိုလေဘဲလီအကျိန်2000ရိုက်တာနဲ့မိုက်တယ်နော်မမနော်အေးဆေးပဲဖြစ်သွားတယ်လေသူကလုံးဝခင်မီဆက်တွေအများကြီးပဲဒီမှာဆိုရင်လေတောင်းလုံးလို့ရမယ်လို့ဖြစ်နေပြီနော်ဟုတ်ဒါမဲ့လေ clinic ဖွင့်တော့လေလေးလာရအကုန်လုံးလေးလာပြီးမှပဲလောက်ရပါဘောနော်ကိုတိုင်းစမ်းသက်သူဆိုတော့လေလိုလှပထိမ့်သိမ့်တဲ့သူဆိုတော့အဲ့လိုမျိုးပေါ့တိနေတာပေါ့နော်လေးလာနေတာပေါ့ကိုတိုင်းလည်းသွားပြီးတော့လုပ်နေရဆိုတော့ဒါကိုသခိုးလေဒါလေးကကြတော့ပိန်နေတဲ့ပုံစံလေးဖြစ်နေတာဟုတ်တယ်ဟိုလုံးဝပါဘူးမိုင်လေးကဝါးရတယ်မပါဘူးဟုတ်လားချစ်မပြီးတော့ချစ်မရဲ့ဝမ်းသာပါလေပို့ပြီးတော့ချစ်သွားအောင်မလို့မကြပါဘူးကိုကရမ်းချစ်တတ်တာကိုမဆိုချစ်တတ်တာချစ်တယ်အရမ်းချစ်တာအမြဲအမဆိုညမလေးဆိုတာနဲ့သူအကုန်စင်တဲ့အကုန်စင်တဲ့ဘာကိစ္စရှိဘယ်လိုလုပ်ခဲ့ပါအဲ့လိုမျိုးအဲ့လိုတရားလုံးက social skill ရရမ်းကောင်းနေနော် social ကောင်းတယ်နော်ဟုတ်လားကိုမရှက်လို့ရှက်လို့လည်းပေါ့ဘူးတကယ်ကိုချစ်တာပါမလဲမတ်နန်းစုကြဟိုးရင်နေရပဲအဲ့လိုပဲအတူတူသွားခဲ့တယ်လာခဲ့တယ်အတူတူနေတယ်ဆိုလို့ရှိရင်လည်းကိုအမနဲ့အတူတူသွားခဲ့တယ်အဲ့လိုမျိုးပေါ့နော်ဟိုနှစ်ပေါင်းမြောက်များစွာကြာပြီးအတူတူပေါ့အရင်တော့ဟုတ်တယ်ချစ်ခင်ခြင်းတွေလည်းအရမ်းများနေပြီအဲ့လိုမျိုးကြောင့်မခွဲနိုင်တော့အပြိုဘဝမခွဲနိုင်တော့မခွဲနိုင်ဘူးအခွဲနိုင်တော့ရီးသားရေလိုမျိုးအခွဲနိုင်တော့ချိန်နေတယ်ပေါ့နော်ချိန်သေးတယ်မမသူပြောရမယ်လို့မှားနေရလားမသိဘူးနော်ပြောတယ်လို့စိတ်ကောက်နေလို့ချော့ရမယ်သူဒီ interview ပြေးချော့ interview ပြီးရင်ပြေးချော့ရမယ်လို့အဲ့သူပြောထားအကြောင်းစုံနေုံနဲ့ဆိုပြောပြရဘာကြောင့်စိတ်ကောက်သွားတာလဲလို့အင်ဂျီဇစ်ဆွဲတာကနေစတာတဲ့အဲ့သူဟိုဖြစ်လိုက်လို့တဲ့မမစီဝင်ရမှာလောနေတဲ့အချိန်မှာတဲ့ဇစ်ဆွဲတာမပြီးရဲ့ခါကျစိတ်လောပြီးပြောလိုက်တာအဲ့ဒါစိတ်ကောက်နေရတဲ့နင်ချော့ရမှာဟုတ်တယ်ချော့ရမှာနင်ချော့ရမယ်ကိစ္စလို့မဟုတ်တာနင်ချော့ရမှာမရဘူးဟုတ်တယ်ပြီးသူချော့အောင်မယ်ဟာလေပြလိုက်တယ်ဟိုလေမမဘာလဲဆိုတော့ဟွာတဲ့ဘလို့ဖြစ်လာလဲတဲ့သွားပြီးဟွာဖြစ်လိုက်လေကားပေါ်မှာပါရဲမစင်းလာတော့ဘူးလို့သူကဒီနေ့ကဟိုဘာဖြစ်ဟိုမှာလေပွဲလေးအရှိပွဲလေးမှာမမစီမလာခင်မှာအဲ့မှော်ပြီးမှာသွားတော့အဲ့မှာအရန်ကြက်နေတော့ဒါဇစ်လေးဟိုပြန်ဖြုတ်ထားပြီးတော့ကားပေါ်မှာတလေးနေမှာပေါ့ဒီနားရောက်တော့မှမမနန်းစုကိုလည်းတွေ့နေပြီဒီမှာပေါ့နော်ဓပုတ်နေရိုက်တော့ဟဲ့ဆင်းကျင်ပြီဟဲ့သွားကျင်ပြီအဲ့မှာမဇစ်ကလည်းသူ့မှာလှုပ်ပေးနေအဲ့မှာလေမင်းထပ်ပါအောင်အကုန်လုံးလှုပ်ပေးနေဟာမရဘူး
ကိုကဒီဟာကျတော့ဟိုပိန်နှုံးကလေဟိုပိန်နှုံးကဝတ်တဲ့အင်ဂျီဆိုတော့မရောက်စစ်ကိုမရောက်ဒီမှလေဒီနေ့ကအဖြူဆိုတော့လေဟာအဲ့နဲ့ကြက်နေတော့အဲ့နဲ့မနေစစ်ဆွဲရတယ်မမရဲ့အဲ့မှာမအဲ့ဒါလေးတောင်ကိုရဲ့မဆွဲတတ်ဘူးလားဘာညာအဲ့တော့မဆွဲတတ်ဘူးလားပြောလို့မမစိတ်ကောက်သွားအဲ့ဒါပြောတာမမရဲ့ဟုတ်တယ် तू ကပြောချလိုက်တော့စိတ်ကအ ပြိုကြီးရှိမှတော့မပြောချင်ပါဘူးအဲ့ဒါအားကြနေမှာဆိုလို့ တကွက် အားကြောင့်ပြောပြော ကဲတကွက် အားကြနေမှာဆိုလို့အပြိုကြီးအရင်တော့အတူတူပဲပေါ့နော်အပြိုကြီးကိုင်းဝင်နေပေါ့နော်ဟိုအခုကကြောက်ကိုကနေပြီးတစ္ဆာဖောက်ပြီးမမနဲ့ဆိုထားခဲ့လိုက်တယ် ထားခဲ့ကိုတယောက်တည်းကြံ ကိုတယောက်တည်းကြံ ဒါပေမဲ့ तू ကလေအပြိုဘဝတွေကနေအခုယောက်ျားယူပြီးသွားတဲ့အထိ तू ကဘာမှမပြောင်းလဲသွားဘူးနော်စက်ခွေနေတော့မှမလား ဟုတ်တယ်မမ ခွေနေတော့မှ तू ကလုံးဝမပြောင်းလဲဘူးခလေးလိုပဲ तू ဖြစ်နေတော့မှ तू ခလေးရမှာပဲခလေးစိတ်ပြောင်းမလားမသိဘူးနော် ဟုတ်တယ်နော်